စိတ်တန်ရှင်းမှုကိုဘာနဲ့စထိန်ရတော့လို့ဆိုသီလနဲ့စထိန်တယ်သီလကကာယကံနဲ့ဝစီကံကိုထိန်တာအဲ့တော့ဘယ်စိတ်ကိုထိန်တာတော့လို့ဆိုကာယကံမြောက်လွန်ကျူးတာကိုမလွန်ကျူးအောင်ဝစီကံမြောက်ပြောဆိုလွန်ကျူးမှုတွေမဖြစ်အောင်အဲ့ဒီကာယကံမြောက်သွားအောင်ဝစီကံမြောက်သွားအောင်စွမ်းအားတွန်းအားပေးတဲ့စိတ်တွေကိုထိမ့်ပလိုက်တာတကယ်ပြောတော့သီလဆိုတာကာယကံဝစီကံကိုထိမ့်တယ်လို့ဆိုတော်လဲပဲအဓိကကြတဲ့ကာယကံမှုထီအောင်ရောက်မသွားအောင်ဝစီကံမှုထီအောင်ရောက်မသွားအောင်ဘယ်သူကိုထိမ့်တာတော့ဆိုစိတ်ကိုထိမ့်တာပဲတကယ်အကယ်၍စိတ်ကိုမထိမ့်ဘူးဆိုရင်ကာယကံလည်းလွန်ကျူးမှုဖြစ်သွားမှာပဲဝစီကံလွန်ကျူးမှုတွေလည်းဖြစ်သွားမှာစိတ်ထဲမှာအရင်ဖြစ်လာတခုလှုပ်တော့မယ်ဆိုရင်စိတ်ထဲဥပမာမယ်နှုတ်နဲ့တခုခုမာရွက်နဲ့အလုပ်တခုလှုပ်တော့မယ်ဥပမာမယ်လိန်ပြောတော့မယ်ဆိုရင်လိန်ပြောခြင်းနဲ့စိတ်ကအရင်ပေါ်လာလိန်ပြောခြင်းနဲ့စိတ်ကလိန်ဖို့အကြောင်းအရာတခုကိုစဉ်းစားလာအဲ့ဒီစဉ်းစားလာတာကိုထိမ့်ဖို့လို့မလိမ်မိအောင်ထိန်ရဒီလိုဆိုလိုတာပေါ့အဲ့တော့လိမ်ပြောခြင်းတဲ့စိတ်လေးကိုထိန်လိုက်လို့ရှိရင်ဝစီကံမြောက်လိမ်မိခြင်းဆိုတာမရှိတော့တူနဲ့တူခင်မင်းနေတာကိုချားဝင်ပြီးတော့ကွဲသွားအောင်ခုံးတိုက်တာမျိုးလှုပ်ချင်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒီလှုပ်ချင်တဲ့စိတ်ကိုထိန်ပေးလိုက်တဲ့အခါကျတော့မလှုပ်ဖြစ်တော့လူတယောက်ကိုဆဲကျင်တဲ့စိတ်အရင်ပေါ်လာတယ်ဘယ်ပုံပဲနည်းဆဲမယ်ဆိုတာဆဲတဲ့စကားလုံးရွေးချယ်တဲ့စိတ်ကအရင်ပေါ်လာအဲ့ဒါမဆဲမိအောင်ထိန်လိုက်တယ်ထို့တူပဲအကျိုးမရှိတဲ့စကားတွေကိုပြောမယ်လို့စိတ်ကူးနေတယ်ကြံစည်နေတယ်အဲ့ဒီကြံစည်တဲ့စိတ်ကိုမပြောမိအောင်ထိန်လိုက်တယ်ဟောစိတ်ကိုထိန်လိုက်ခြင်းအပြင်ပြောဆိုခြင်းဆိုတဲ့တမ္ဖပလပအဲ့ဒီစကားရှောင်ကျင်မိတာဖြစ်သွားတမ္မာဝါစာဆိုတဲ့ရှောင်ကျင်မှုတစ်ခုဖြစ်သွားထို့တူပဲကာယကံမြောက်သူတော်အသက်ကိုတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့ကာယကံမြောက်လွန်ကျူးတော့မယ်လို့စိတ်ကအရင်ဖြစ်လာတဲ့စိတ်ကိုထိန်းလိုက်တာနဲ့တပြိုင်နက်ပါဏာတိပါဒအမှုမလွန်ကျူးတော့ဘူးသူများပစ္စည်းကိုရယူမယ်ဆိုတဲ့စိတ်ကလေးကအရင်ပေါ်လာတယ်အဲဒီပေါ်လာတဲ့စိတ်ကလေးကိုထိန်းလိုက်တော့အဖြစ်သူများပစ္စည်းကိုရယူခြင်းဆိုမှဖြစ်တော့ကာမေတုမိစ္ဆာစာရကာမကိစ္စနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဖို့စိတ်ကူးကြံစည်မှုတွေပေါ်လာတဲ့အချိန်မှာထိန်းလိုက်တာနဲ့တပြိုင်နက်ကာမေတုမိစ္ဆာစာရဆိုတာဖြစ်မလာတော့ဘူးအဲ့ဒါတာမန်ကမ္မန္တခါထုစရိုက်တွေကနေထိန်းလိုက်တာမင်္ဂန်နဲ့လည်းရတခုရရှိလာတယ်အဲ့တော့စိတ်ထိန်းမှုစိတ်ကနေဖမ်းပြီးတော့ထိန်းမှကာယကံကိုလည်းထိန်းပြီးသားရောက်တယ်ဝစီကံကိုလည်းထိန်းပြီးသားဖြစ်တယ်ပေါ့အကယ်၍စိတ်မထိုင်ဘူးဆိုရင်ဖြစ်တယ်မဟုတ်လားလောကလူတွေစိတ်လိုက်မှန်ပါပြောလိုက်မိတယ်စိတ်လိုက်မှန်ပါလှုပ်လိုက်မိတယ်အခုကိစ္စပိုဆိုးသေးတယ်နော်အယက်သေးစားတွေတောက်စားလို့ကိုယ်စိတ်ကိုမထိန်နိုင်သည့်အခါလူသားမှုလည်းကျူးလွန်လိုက်တာပဲတခြားကိစ္စတွေလည်းကျူးလွန်မှုတွေနောက်ဆုံးမှာကိုယ်အမေအဖေတောင်ပြန်တတ်မိတဲ့ဆိုတဲ့အနေအထားမျိုးတွေထရောက်အဲ့ဒါစိတ်ကိုမထိန်နိုင်တဲ့သဘောစိတ်ကိုထိန်နိုင်အောင်ကြိုးစားရမယ်မြတ်စွာဘုရားကပါပံစိတ်တံနိဝါရီဆိုတာမရရအောင်တားမြစ်မကောင်းတဲ့ဘက်ကိုမသွားစေနဲ့စိတ်မကူးမိစေနဲ့စိတ်ကူးလာရင်ဖမ်းထိန်စိတ်ကူးတဲ့အဆင့်မှာပဲနိုင်အောင်ပြိဥဒါကြောင့်မို့စာပေကျမ်းကမှာဆိုထားတယ်စိတ်ဆင်ရိုင်းကိုတတိပညာတည်းဟူသောချွန်းနဲ့အုပ်ရ